လူစိုက်ပျိုးရန်လုပ်ငန်းစဉ်တွင်အမြောက်ဖောက်ခြင်းအာလူမျိုးဥများခွဲခြမ်းခြင်းမျိုးစေ့ချခြင်းနှင့်ရိတ်သိမ်းခြင်းတို့ပါဝင်သည်။လေယာလုပ်ငန်းဆောင်ရွက်ချက်တစ်ခုစီကိုလေ့လာကြည့်ကြပါစို့။အာလူများသည်အရင်မြောက်ဖောက်ပြီးမှစိုက်ပျိုးသည့်အခါတွင်ချက်ချင်းစိုက်သည့်အခါထက်ပိုမိုကောင်းမွန်စွာကြီးထွားသည်။အာလူမြောက်အရှည်သည်စိုက်ပျိုးနည်းအလိုက်ကွဲပြားတော်လဲတာမန်အားဖြင့်ဓမ္မ2စင်တီမီတာခန့်သည်အကောင်းဆုံးဖြစ်သည်။ယခုအခါအာလူမျိုးဥများကိုတင့်တော်သောအရွယ်စားရအောင်ခွဲခြမ်းပါထို့နောက်ခွဲခြမ်းထားသောမျက်နှာပြင်များကိုမာပြီးထူလာသည့်အထိထားပါအာလူတစ်လုံးကိုအပိုင်း2ပိုင်းမှ4ပိုင်းရအောင်ခွဲခြမ်းပါတစ်ပိုင်းစီသည်30မှ40 gram 4ချိန်ရှိပြီးအမြောက်တစ်ခုမှ3ခုပါဝင်ကြောင်းသိကြပါစေအောက်ခြေတွင်10စင်တီမီတာခန့်ချန်ထားပြီးအမြောက်များဆုံးရှိရာထိပ်ပိုင်းမှအောက်ထိခွဲခြမ်းပါခွဲခြမ်းထားသောမျက်နှာပြင်များကိုပြန်ပူးကပ်ထားပါမင်းတို့ကိုလေဝင်လေထွက်ကောင်းသောပုံးထဲတွင်ထည့်ပြီးအပူချိန်30မှ14ဒီဂရီစင်တီဂရိတ်နှင့်စိုထိုင်းစာ80မှ85ရာခိုင်နှုန်းရှိသောအေးများသည့်နေရာတွင်ထားပါဤနေရာဖြင့်ခွဲခြမ်းထားသည့်မျက်နှာပြင်များကိုမာပြီးထူလာစေသည်လေကွင်းတွင်အာလူမျိုးဥများစိုက်ပျိုးရန်တင့်လျော်သောမြေစီလွှာပြင်ဆင်မှုလိုအပ်သည်လေဝင်လေထွက်ကောင်းပြီးရေစီးကောင်းကခင်များမပါဝင်စေရန်မြေကိုခက်နက်နက်ထွန်ရက်ပါတန်းကြား80မှ85စင်တီမီတာခြားထားသောအပင်စိုက်မြေတန်းများပေါ်တွင်နေရောင်နေသောဘက်၌စိုက်ပျိုးပါအာလူမျိုးဥတစ်ခုနှင့်တစ်ခုကြား25စင်တီမီတာခန့်ခြားထားပါဤအချိန်တွင်ရေဝတ်သည့်နေရာ၌ပုတ်ချင်းမဖြစ်စေရန်အာလူများကိုညောင်းထက်မြင့်သောနေရာတွင်တေချာထားရှိပေးပါအာလူများကိုဤအတိုင်းအတန်းလိုက်စီပြီးနောက်အဆိုရက်ပျက်စီးမှုမရှိစေရန်နင်းတို့ကိုမြေစီလွှာပါပါဖြင့်ဖုံးအုပ်ပါပလတ်စတစ်ဖုံးချင်းကိုအသုံးပြုသောအခါအပင်စိုက်ကရိယာဖြင့်10မှ15စင်တီမီတာနက်အောင်တူပြီးစိုက်ပါထို့နောက်အပင်စိုက်မြေတန်းကိုညီညာအောင်ညှိပြီးပလတ်စတစ်အဖုံးဖြင့်ဖုံးအုပ်ပါရိတ်သိမ်းစကူးချိန်တွင်အာလူများ၌အလွယ်တကူမကျွတ်သွားသည့်ပြင်းရင်သောအခွန်များရှိပြီးအရွယ်စားညီညာစွာကြီးထွားနေသောအမြင့်ဥများရှိရမည်။ရွယ်ပင်များကိုဖယ်ရှားပါပလတ်စတစ်အကာအကွာကိုဖယ်ရှားပါထို့နောက်ရိတ်သိမ်းစကူးပါပုံမှန်အားဖြင့်ပေါက်ပြားသို့မဟုတ်လက်ကင်ပေါက်ပြားများသုံးပြီးအာလူများကိုရိတ်သိမ်းစကူးကြတော့လဲမကြသေးမီကအာလူစကူးဆက်များကိုပို၍မကြာခဏအသုံးပြုလာကြသည်။ဤအချိန်တွင်အာလူအခွန်ကိုမခွာမိစေရန်သို့မဟုတ်မကွန်းမဲ့စေရန်သတိထားပါ။ရိတ်သိမ်းစကူးပြီးသောအာလူများကိုနေအောင်တိုက်ရိုက်မကျစေရန်နှင့်အပူချိန်မြင့်သောသို့မဟုတ်အပူချိန်နှိမ့်သောနေရာများမှဝေးရာတွင်ထားရန်ဂရုစိုက်ပါ။နေရောင်လွန်ကဲစွာထိခြင်းကြောင့်အယောင်ပြောင်းသွားသောအာလူများပုံပြက်နေသောအာလူများကွဲနေသောအာလူများနှင့်50 gram အောက်ရှိသောအာလူများကိုဖယ်ထားသင့်သည်။ဤဒီမှာစိုက်ပျိုးရေးလုပ်သားများအတွက်တီးနှံအလိုက်လေယာစိုက်ပျိုးခြင်းလုပ်ထုံးလုပ်နည်းများဆိုင်ရာလမ်းညွှန်ချက်ဖြစ်ပါသည်။ကျေးဇူးတင်ပါသည်။